လူတိုင်းဟာကိုယ့်အိမ်မှာစီးပွားလားပလာတွေဒီရေအလားတိုးတက်ချင်ကြတာဓမ္မတာပါပဲဒါပေမဲ့ကျွန်တော်တို့နေ့စဉ်နေထိုင်ဖြတ်သန်းနေတဲ့အခါမှာမိမိကိုယ်တိုင်တောင်မသိလိုက်ပဲလုံမိနေတဲ့အမားလေးတွေကအိမ်ရဲ့လားပလာပါတွေကိုပိတ်ဆို့နေတတ်ပါတယ်တချို့အရာတွေကတင်းငယ်လွန်းလို့တတိမထားမိကြပေမဲ့အချိုးသက်ရောက်မှုကတော့တကယ်ကိုကြီးမားလာပါတယ်ဒါကြောင့်ဒီနေ့မှာတော့မတိပဲလုံမိနေတဲ့အိမ် lab tips ရဲ့အမှားကြီး9ချက်အကြောင်းကိုဘဟုတုတအဖြစ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့အိမ်တအိမ်ရဲ့မျက်နှာစာဖြစ်တဲ့အိမ်ရှိတကားဝအကြောင်းကနေစပြောပါစေအိမ်ရှိတကားဆိုတာလာပလာပါကျိုစတင်ဝင်ရောက်ရာလမ်းကြောင်းဖြစ်ပါတယ်လူအများစုဟာအိမ်ထဲကအမိုက်တွေကိုအိမ်ရှိတကားနားမှာစုပုံထားကြပါတယ်ဒါဟာအိမ် lab tips ရဲ့အဓိကအချက်ပါပဲအမိုက်ဆိုတာအပုတ်အဆက်နဲ့မကောင်းတဲ့စွမ်းရည်တွေကိုဆွဲဆောင်တတ်ပါတယ်ဝင်လာမဲ့လာပလာပါတွေဟာအမိုက်ပုံကိုမြင်တာနဲ့လမ်းကြောင်းလွဲသွားတတ်ပါတယ်ဒါကြောင့်အိမ်ရှိမှာအမိုက်ပုံထားတာထနက်တွေရှုပ်ကွက်အနေကမျိုးကိုအထူးရှောင်ချင်ရပါမယ်ဒုတိယအချက်ကတော့အိမ်တွင်းကပျက်စီးနေတဲ့ပစ္စည်းတွေပါအိမ်မှာရှိတဲ့ရက်နေတော့နာရီတွေကွဲအပ်နေတဲ့မှန်တွေဒါမှမဟုတ်သုံးမရတော့ပဲစုပုံထားတဲ့လျှက်စစ်ပစ္စည်းအဟောင်းတွေဟာအိမ်ရဲ့စွမ်းအင်စီးဆင်းမှုကိုရပ်တန့်စေပါတယ်ဘိုးတော်ဘာသာယူဆရကောလောကီပညာရပါအသေးထွတ်နေတဲ့အရာတွေဟာတိုးတက်မှုကိုဟန့်တာတတ်ပါတယ်အထူးသဖြင့်ရက်နေတဲ့နာရီဟာတင့်ရဲ့ကန်စရာကိုပါရပ်တန့်သွားစေနိုင်တဲ့အတွက်အမြန်ဆုံးပြင်ဆင်တာဒါမှမဟုတ်စွန့်ပစ်တာမျိုးလုပ်တင်ပါတယ်တတိယအချက်ကတော့ရေစည်းကြောင်းနဲ့ပတ်သက်ပါတယ်အိမ်မှာရေပိုက်ခေါင်းမလုံလို့ရေတဆက်ဆက်ကျနေတာမျိုးရေယူစီနေတာမျိုးကိုငွေယူတာလို့တင်စားကြပါတယ်ရေဟာအောက်စာဒနာကိုကိုစားပြုပါတယ်အိမ်မှာရေအလဟဖြစ်နေသည်တင့်စီဝင်လာသမျှငွေကြီးတွေဟာလည်းဘဲလို့မှစုမိစောင်းရမရှိပဲအဖက်မတင်ပျောက်ဆုံးသွားတတ်ပါတယ်ဒါကြောင့်အိမ်ရဲ့ရေပိုက်တွေကိုအမြဲစစ်ဆေးဖို့လိုပါတယ်စတုထအချက်ကတော့မီးဖိုးချောင်းပါမီးဖိုးချောင်းဟာအိမ်ရဲ့စီးစိမ်ဥစ္စာတိုးလောင်ရာနေရာဖြစ်ပါတယ်ညဘက်မှာပန်းကွက်ရောက်တွေကိုမဆေးပဲဒီတိုင်းဖြစ်ထားတာဟာလာပလာပတွေကိုနှင်းထုတ်နေသလိုအိမ်သူအိမ်သားတွေရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်ဒါအပြင်အိမ်သားတွေရဲ့စိတ်ဓာတ်ကိုပါအုံမိုင်းစေပါတယ်ပင်စမအချက်ကတော့အိမ်ရဲ့အလင်းရောင်ပါအိမ်ထဲမှာမောင်အတိချက်နေတာထုံးတွေတက်နေတာဟာမကောင်းတဲ့စွမ်းအင်တွေကိုခိုးအောင်စေပါတယ်အလင်းရောင်ရရှိမှုနည်းတဲ့အိမ်ဟာလာပလာပဝင်ရောက်ဖို့ခဲရင်ပါတယ်ဒါကြောင့်အ ਨੇ ဆုံးတော့ဖိလားစင်နဲ့ဧည့်ခန်းကိုအမြဲလင်းထိန်နေအောင်ထားရှိရပါမယ်စတောက်အချက်ကတော့အိမ်တွင်းမှာအသေးပင်တွေထားရှိခြင်းပါအိမ်တွင်းမှာစိုက်ထားတဲ့အပင်တွေ6တွဲတည်ဆုံးနေရင်ဒါဟာကန်နှိမ့်ခြင်းရဲ့လက္ခဏာအဖြစ်လို့အမြန်ဆုံးဖယ်ရှားပါနောက်ဆုံးစတမအချက်ကတော့အိမ်တွဲမှာစူးညံတန်တွေနဲ့ဆဲဆူကိန်းမုံတန်တွေပြိနှက်နေခြင်းပါဘလောက်ပဲရတရားတွေလှုပ်လို့အိမ်သားချင်းချင်းမေတ္တာမရှိပဲရန်ချစ်နေရင်တော့အဲ့ဒီအိမ်ဟာဘယ်တော့မှလက်ပွင့်မှာမဟုတ်ပါဘူးပထမဆုံးအချက်ဖြစ်တဲ့အိမ်ရှိတကားဝအရေးကြီးပုံကိုအသေးစိတ်ထပ်ပြီးလေ့လာကြည့်ရအောင်ပါအိမ်တအိမ်ရဲ့တကားမှကြီးဆိုတာလူတစ်ယောက်ရဲ့မျက်နှာနဲ့တူပါတယ်ကျွန်တော်တို့ဟာကိုယ့်မျက်နှာကိုနေ့တိုင်းတန့်ရှင်းရေးလုပ်တယ်လို့ပဲအိမ်ရဲ့ဝင်ပေါက်ကိုလည်းအမြဲတမ်းတန့်ရှင်းတောက်ပနေအောင်ထားဖို့လိုပါတယ်လူတော်များများမသိပဲမှားနေကြတဲ့အချက်ကအိမ်ရှိမှာဖနက်အစုပ်တွေဖနက်စင်းအဟောင်းတွေကိုရှုပ်ပွားနေအောင်ထားတတ်ကြပါတယ်ဖနက်ဆိုတာဖုံမုံတွေနဲ့အငြိအကျေးတွေကိုတေဆောင်လာတဲ့အရာဖြစ်လို့ဝင်လာမဲ့လက်ပလာပါကိုဖနက်တွေကကန်ထုတ်လိုက်တယ်လို့ဖြစ်နေတတ်ပါတယ်အထူးသဖြင့်တကားဝါကိုပိတ်ပြီးဖနက်ချွတ်တာမျိုးဟာငွေဝင်လန်းကိုပိတ်ဆို့လိုက်တာနဲ့အတူတူပါပဲဒါကြောင့်ဖနက်တွေကိုတေချာစနစ်တကျပြီးတော့တဲ့ထေပါဒါမှမဟုတ်အမြင်မရှုပ်အောင်ဘေးတနေရာမှာစူးစီးထားပါနောက်ထပ်အရေးကြီးတာကအိမ်ရှိမှာရှိတဲ့အပင်အသေးတွေနဲ့အမှိုက်ပုံတွေပါအိမ်ရှိမှာအပင်စိုက်တာကောင်းပေမဲ့အပင်က6နေပြီးတေးနေပြီးဆိုရင်တော့ဒါဟာနေ့အိမ်ကိုလက်တိတ်စင်မဲ့နမိတ်ဆိုးတစ်ခုပါပဲ6တွေ့နေတဲ့အပင်ဟာပျက်စီးခြင်းနဲ့ဆုံးရှုံးခြင်းကိုကိုးစားပြုတဲ့အတွက်မြင်လိုက်တာနဲ့စိတ်ကိုလေးလံစေပါတယ်အိမ်ရှိမှာအမှိုက်ပုံးထားတာမျိုးကိုလည်းလုံးဝရှောင်ကျဉ်လာပါမယ်အမှိုက်နန့်ဒါမှမဟုတ်အမှိုက်ပုံးရဲ့အငွေ့အသက်ဟာမကောင်းတဲ့နမိတ်စာတွေကိုသာဆွဲဆောင်နိုင်ပြီးကောင်းခြင်းမင်္ဂလာကိုပေးတဲ့နှကောင်းနှမျက်တွေကိုတော့မောင်းထုတ်လိုက်တယ်လို့ဖြစ်စေပါတယ်တကောင်းမကြီးကိုဖွင့်လိုက်တဲ့အခါအတန့်တချင်းချင်းမြည်နေတာမျိုးရှိရင်လည်းအငြင်းလန်းစီထည့်ပြီးဖြူပြင်းထားပါအဲ့လိုညီးသွားတဲ့ဒီဟာအိမ်တွင်းမှာစိတ်တော့ကရောက်စေမဲ့အကြောင်းအရာတွေကိုဖိတ်ခေါ်နေတယ်လို့ပါလေတကောင်းဖွင့်လိုက်ကနဲ့လန်းဆန်းတဲ့လေတို့နဲ့တန့်ရှင်းတဲ့မြင်ကွင်းကိုမြင်ရဖို့ကအရန်အရေးကြီးပါတယ်
အိမ်ရှိတကားဝမှာမှန်ကိုမျက်နှာချင်းချိတ်ထားတာမျိုးကိုလည်းတတိပြုရပါမယ်အိမ်ထဲကိုဝင်လာမဲ့ကောင်းတဲ့စွမ်းအံတွေဟာမှန်ကိုမြင်လိုက်တာနဲ့အပြင်ကိုပြန်ကန်ထွက်တတ်ပါလို့ပါပဲအိမ်ရဲ့တကားဝဟာအငြင်းတန်းလင်းထိုင်နေရပါမယ်ညဘက်မှာအိမ်ရှိမီးကိုမှိတ်ထားတာထက်လင်းထိုင်နေအောင်ထားတာကလက်ပလာပဝင်ရောက်မှုကိုပိုပြီးအထောက်အကူဖြစ်စေပါတယ်အိမ်ရှိမှာရေအိုင်တွေပွားအိုင်တွေရှိနေရင်လည်းမြေဖို့ပြီးညင်ညာအောင်လုပ်ထားပါရေဝတ်နေတဲ့နေရာဟာငွေကြေးစီးထွက်မှုကိုရပ်တန့်စီပြီးလုပ်ငန်းဆောင်တာတွေမှာအနှောက်အယှက်ဖြစ်တတ်ပါတယ်ဒါကြောင့်အိမ်ရဲ့မျက်နှာစာကိုစိတ်ချမ်းသာစရာအကောင်းဆုံးဖြစ်အောင်ပြုပြင်ထားခြင်းဟာလက်ပွင့်စီမဲ့ပထမဆုံးလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်အခုပြပြတဲ့အချက်တွေကိုတေချာလိုက်နာပြီးကိုယ့်အိမ်ရှိကိုပြန်စစ်ကြည့်လိုက်ပါဆက်လက်ပြီးဒုတိယနဲ့တတိယအချက်ဖြစ်တဲ့အိမ်တွင်းကပျက်စီးနေတဲ့ပစ္စည်းတွေနဲ့ရေစီးကြောင်အကြောင်းကိုအသေးစိတ်ဆွေးနွေးကြည့်ရအောင်ပါကျွန်တော်တို့အိမ်တွေမှာနှမျောလို့ဆိုပြီးတင်ထားတတ်တဲ့ပစ္စည်းဟောင်းတွေဟာတကယ်တော့အိမ်ရဲ့ဘုံခံကိုရိုက်ချနေတဲ့လက်သက်တရားခန်းတွေဖြစ်နေတတ်ပါတယ်အထူးသဖြင့်အလုံးမလုံးတဲ့ရက်နေသောနာရီတွေဟာအရန်ကိုကြောက်ဖို့ကောင်းပါတယ်နာရီဆိုတာအချိန်နဲ့ကန်စားတာရွေ့လျားမှုကိုစားပြုတာမှာနာရီတစ်လုံးရက်တန့်နေတာကိုအိမ်မှာဒီအတိုင်းချိတ်ထားမယ်ဆိုရင်တင့်ရဲ့စီးပွားရေးတိုးတက်မှုတွေဟာလည်းရှေ့မတိုးနိုင်ပဲအနေရာထဲမှာတင်တန့်နေတတ်ပါတယ်အိမ်မှာရက်နေသောနာရီရှိနေရင်ချက်ချင်းတက်ခဲလဲပါဒါမှမဟုတ်ပြင်မရတော့ရင်စွန့်ပစ်လိုက်ပါအလားတူပဲကွဲအံ့နေတဲ့မှန်တွေပန်းညံခွဲရောက်တွေကိုလည်းအိမ်မှာဆက်မထားပါနဲ့အကွဲချောင်းရှိတဲ့အရာမှန်သမျှဟာမိသားစုဝင်တွေအကြားအစင်မပြေမှုနဲ့စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီးအိမ်တွင်းရေးပူလောင်စေတတ်ပါတယ်နောက်တစ်ခုကတော့မီးလောင်ထားတဲ့လျှက်စစ်ပစ္စည်းတွေနဲ့သုံးမရတော့တဲ့ဖုန်းအဟောင်းကွန်ပျူတာအဟောင်းတွေပါဒီပစ္စည်းတွေကထွက်တဲ့အသေးစွမ်းအင်တွေဟာအိမ်ထဲမှာလွမ်းမိုးနေရင်အိမ်သားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုထိုင်းဝိုင်းစေပြီးအခွင့်အလမ်းတွေမမြင်နိုင်အောင်ပိတ်ပင်ထားတတ်ပါတယ်ဒါကြောင့်သုံးမရတာတွေကိုစုမထားပဲအမိုက်အဖြစ်စွန့်ပစ်တာဒါမှမဟုတ်ရောင်းထုတ်တာကလက်ပွင့်စေဖို့အကောင်းဆုံးနည်းလမ်းပါပဲအခုရေစီးကြောင်းအကြောင်းကိုလေ့လာကြည့်အောင်ပါဓမ္မသဘောအရာတော့လောကဓာတ်အယူအဆအရာပါရေဟာအေးမြေခြင်းနဲ့ကြွယ်ဝခြင်းကိုဆောင်ပါတယ်အိမ်မှာရေပိုက်ခေါင်းမလုံလို့ရေတစ်ဆက်ကျနေတာဒါမှမဟုတ်ရေတိုင်ကြီးကိုနီရေတွေယိုထွက်နေတာဟာတင်းစီဝေလာမဲ့ငွေကြေးတွေပြန်ထွက်ကုန်မဲ့နမိတ်ပါပဲငွေစည်းတယ်လို့ရေစည်းတယ်ဆိုတဲ့အတိုင်းရေဟာအလဟတာစီးထွက်နေရင်တင့်စီမှာငွေကဘလောက်ရှာအဖတ်မတင်ပဲဖြစ်နေပါလိမ့်မယ်ရေယိုတာကိုမြင်ရင်အသေးဖရယ်လေးပဲလို့သဘောမထားပါနဲ့အဲ့ဒီရေစက်လေးတွေနဲ့အတူတင့်ရဲ့ကန်လက်တွေပါသွားတတ်ပါလို့ပါနောက်ပြီးအင်တာဒါမှမဟုတ်ရေချိုးကန်းထဲမှာရေတွေကိုအမြဲတမ်းဖွင့်ထားတာမျိုးရေရှည်နေတာမျိုးကိုလည်းအထူးရှောင်ရပါနဲ့ရေကိုတန်ဖိုးထားပြီးစနစ်တကျသုံးဆွဲတဲ့အိမ်ဟာငွေကြေးစုဆောင်းမှုအားကောင်းတတ်ပါတယ်အိမ်ထဲမှာရေကန်ရေအိုးစတာတွေကိုလည်းအမြဲတမ်းတန့်ရှင်းတဲ့ရေတွေဖြည့်ထားဖို့လိုပါတယ်အနက်အသက်မကောင်းတဲ့ရေပုတ်ရေဟောင်းတွေဟာအိမ်ရဲ့လက်လားပါကိုညှဉ်းနှွမ်းစေပါတယ်ဒါကြောင့်အိမ်ကရေစီးကြောင်းလမ်းကြောင်းမှန်သမျှကိုအငဲတန်းပိတ်เสียရှိတာပိတ်ပြင်เสียရှိတာပြင်ပြီးအပုတ်အဆက်တွေကင်းအောင်ထားရှိခြင်းဟာတင့်ရဲ့ဥစ္စာဒနာကိုခိုင်မြဲစေမှာအသေးချပါပဲဆက်လက်ပြီးစတုထအချက်နဲ့ပင်စမအချက်ထစ်တဲ့မိဖို့ကြောင့်စီမံခန့်ခွဲမှုနဲ့အိမ်တွင်းအလင်းရောင်အကြောင်းကိုပြောပြပေးခြင်းပါတယ်မိဖို့ကြောင့်ဆိုတာအိမ်တဲ့အိမ်ရဲ့ဒနာအတိုက်ထစ်ပါတယ်ရှေးလူကြီးတွေကမိဖို့ကြောင့်တန်ရှင်းရဲ့အဲ့ဒီအိမ်ဟာစားဝတ်နေကြီးဘယ်တော့မှမခက်ခဲဘူးလို့ဆိုကြပါတယ်လူအများစုဟာပင်ပန်းလို့ဆိုတဲ့အကြောင်းပြရင်နဲ့ညဘက်မှာစားတောက်ထားတဲ့ပကန်းတွေကိုမဆေးပဲဒီတိုင်းပစ်ထားတတ်ကြပါတယ်ဒါဟာအိမ်ရဲ့လက်လာပါကိုတိုက်ရိုက်စော်ကားလိုက်တယ်လို့ပါပဲညစ်ပတ်နေတဲ့ပကန်းတွေစားကျွင်းစားကြံတွေစီမှာမကောင်းတဲ့စွမ်းရည်တွေကန့်ညစ်နေတတ်ပြီးအိမ်သားတွေကိုတော့ကျန်းမာရေးညံ့ဖျက်စီပါတယ်မနက်လင်းလို့နိုးလာတဲ့အခါညစ်ပတ်နေတဲ့မီးဖိုးချောင်းကိုမြင်ရရင်တနေ့တာလုံးစိတ်ဓာတ်တွေအုံမိုင်းပြီးလက်ပိတ်နေတတ်ပါတယ်ဒါကြောင့်ဘလောက်ပဲပင်ပန်းပါစီညအိပ်ရမှုဝင်ခင်ပကံတွေကိုစင်ကြယ်အောင်ဆေးကြောပြီးမှအိပ်ဆက်ပါနောက်တစ်ခုကဆန်အိုးပါဆန်အိုးဟာအိမ်ရဲ့စီးစိမ်ကိုကိုစားပြုတဲ့အတွက်ဆန်အိုးရင်းကဆန်ပြက်လက်နေတာမျိုးမချစ်ပါစေနဲ့ဆန်ကုန်ခါနိုင်ပြီဆိုတာနဲ့ကြိုတင်ဖြည့်တင်ထားပါဆန်အိုးကိုအောက်ခြေအထိမြင်နေရတာဟာငွေကြေးပြက်လက်မှုကိုဖိတ်ခေါ်နေတယ်လို့ဖြစ်တယ်လို့ပါ
အခုအလင်းရောင်အကြောင်းကိုကြည့်ရအောင်အိမ်တအိမ်မှာအလင်းရောင်ဟာအသက်သွေးကြောပါပဲမှောင်အတိဖြစ်နေတဲ့အိမ်ဒါမှမဟုတ်အလင်းရောင်ကောင်းကောင်းမရတဲ့အိမ်မှာနေထိုင်သူတွေဟာစိတ်သက်ကြလွယ်ပြီးအဆူးမြင်စိတ်ကလေးများနေတတ်ပါပဲအဲ့ဒီလိုစိတ်ဆွမ်းအင်ဒီကြဆင်းနေတဲ့အခါလက်လပဆိုတာလည်းလုံးဝလွှဲ့မကြည့်တော့ပါဘူးအထူးသဖြင့်အိမ်ရဲ့ဧည့်ခဲနဲ့ဖျားစင်နေရာတွေမှာဖုံလီတက်ပြီးအလင်းရောင်မရပဲမှောင်နေရင်အိမ်ရဲ့ဖုံကန်ဟာတဖြည်းဖြည်းမှေးမိန်သွားတတ်ပါတယ်မနက်ခင်းမှာပတင်းပေါက်တွေကိုအကုန်ဖွင့်ပြီးနေရောင်ကြီးနဲ့လေကောင်းလေထန်ကိုအိမ်ထဲဝင်ပါစေနေရောင်ကြီးဟာမကောင်းတဲ့စွမ်းရည်တွေကိုဖယ်ရှားပေးနိုင်တဲ့တဘာဝစွမ်းတတိရှိပါတယ်ညဘက်မှာလည်းအိမ်ရဲ့ထောင်ကျိုးတွေလှေကားတွေမှာမှောင်မဲမနေအောင်မီးအလင်းရောင်ခက်မီမီလီးဖိခိထွန်းထားပေးပါအလင်းရောင်ရှိတဲ့နေရာမှာပဲလလဘဆိုတာပွင့်လန်းတတ်တာပါအိမ်ထဲကမီးသီးတွေပြည့်နေရင်လည်းနောက်မှလဲမယ်ဆိုပြီးပြင်းမထားပါနဲ့အမြန်ဆုံးလဲလွယ်ပါအလင်းရောင်ဟာတင့်ဘဝရဲ့လမ်းကြောင်းတွေကိုလင်းထင်အောင်လုပ်ပြီးအခွင့်အလမ်းသစ်တွေကိုမြင်လာစေမှာပါမိဖို့ကြောင့်ကိုတန်ရှင်းစေပြီးအိမ်ကိုလင်းထင်အောင်ထားခြင်းဟာတင့်အိမ်ကိုလက်ဝင်စေမယ်အလွယ်တကူဆုံးနဲ့အထီးရောက်ဆုံးနီးလန်းသေးပဲဖြစ်ပါတယ် အခုတခါနောက်ဆုံးအချက်တွေဖြစ်တယ်အပင်သေးတွေနဲ့အိမ်တွင်းစိတ်နေစိတ်ထားအကြောင်းကိုပြောပြပေးခြင်းပါတယ်အပင်ဆိုတာအသက်ရှင်ခြင်းနဲ့ကြီးထွားခြင်းကိုဖော်ဆောင်တဲ့သင်္ကေတပါဒါကြောင့်အိမ်မှာအလှဆိုင်ပင်လေးတွေထားရှိတာဟာအယံကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအပင်တွေကဂယုမဆိုင်လို့ခြောက်သွေးနေပြီးတိမ်နေပြီးဆိုရင်တော့အခြေအနေကပြောင်းပြန်ဖြစ်သွားပါပြီတေးဆုံးနေတဲ့အပင်တွေဟာအိမ်ရဲ့စွမ်းရည်တွေကိုစုပ်ယူပစ်တတ်ပြီးအိမ်သားတွေကိုစိတ်သက်ကြဆင်းစေပါတယ်အထူးသဖြင့်အိမ်ထဲမှာအပင်6တွေကိုအလှပြထားတာမျိုးဟာလက်လပါကိုဟန့်တားတဲ့နမိတ်ဆိုတစ်ခုဖြစ်လို့အမြန်ဆုံးဖေရှားပစ်ဖို့တိုက်တွန်းခြင်းပါတယ်အပင်တစ်လေးတွေပြန်ဆိုင်ပါစိမ့်နှန်းဆိုပြေနေတဲ့အပင်လေးတွေကဒါတင့်အင်းကိုလက်လပါတွေခေါ်ဆောင်ပေးမှာပါနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့အိမ်တွင်းမှာဖြစ်ပေါ်နေတဲ့နှုတ်ထွက်စကားများပါတယ်ဒါဟာဘေးရတရားထမဆိုအစွမ်းထက်ပါတယ်အိမ်တအိမ်မှာဘလောက်ပဲစီးစိမ်ဥစ္စာတွေရှိနေပါစေအိမ်သားအချင်းချင်းဆဲဆူချိန်ပေါင်းတန်တွေငိုယိုတန်တွေနဲ့တူးကိုတူးအဖြစ်တင်တန်တွေနေ့တိုင်းကြားနေရရင်အဲ့ဒီအိမ်ဟာဘုံခံမဲတဲ့အိမ်ဖြစ်သွားပါပြီအိမ်သားတွေတူးနဲ့တူးရန်ဖြစ်နေခြင်းဟာအိမ်ရဲ့လက်ဝင်လန်းကိုတန်တကားကြီးနဲ့ပိတ်လိုက်တယ်လို့ပါပဲဆဲဆူတန်တွေကြားမှာကံကောင်းခြင်းတွေကထပ်ပြေးသွားကြပါတယ်ဒါကြောင့်အိမ်ကိုလက်ပွင့်စေခြင်းရင်အချင်းချင်းချိုးသွားတဲ့စကားကိုပြောပါနားလည်မှုပေးကြပါအိမ်တွင်းမှာမေတ္တာတက်လွှမ်းမိုးနေရင်အထူးတလဲရေရရာချေနေစရာမလိုပဲလက်လှပါတွေကအလိုအလျောက်ဆိုက်ရောက်လာပါလိမ့်မယ်အချုပ်အားထင်ပြောရရင်အခုပြောပြခဲ့တဲ့အမှားကြီး9ချက်ဟာကျွန်တော်တို့နေ့စဉ်ဘဝမှာအသေးအဖွဲလေးတွေလို့ထင်ရပေမဲ့တင့်ဘဝရဲ့ကင်ဆာကိုတကယ်ပဲပြောင်းလဲပစ်နိုင်ပါတယ်အရှိတကားကိုတန်ရှင်းပါပစ္စည်းဟောင်းတွေကိုစွန့်ပစ်ပါရေရို့တာကိုပြင်ပါမီးဖိုချောင်းကိုဂယုစိုက်ပါအင်းကိုလင်းထင်စေပြီးအပင်သေးတွေကိုဖယ်ရှားပါနောက်ဆုံးမှာတော့အိမ်သားအချင်းချင်းမေတ္တာထားပြီးနေထိုင်ကြပါဒီအချက်တွေကိုသာလိုက်နာမယ်ဆိုရင်တင့်အင်းဟာလက်လပတွေနဲ့ပြည့်စုံပြီးစိတ်ချမ်းသာစရာကောင်းတဲ့ဖီမိုင်တစ်ခုဖြစ်လာမှာအသေးကြပါပဲအခုဗီဒီယိုလေးကနေသစဉ်အားလုံးပဲအိမ်လက်ပွင့်ပြီးစီးပွားလက်လပတွေဒီထမကတိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နောက်ထပ်ဘဟုတုတအသစ်တွေနဲ့ပြန်ဆောင်ကြပါမယ်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ